ကင်ဆာဟာကမ္ဘာပေါ်မှာအဖြစ်များဆုံးယောဂတစ်ခုဖြစ်ပါတယ်။အခြားကင်ဆာတွေနဲ့ရှင်ရင်သားကင်ဆာအမျိုးသမီးတွေမှာအဖြစ်များဆုံးကင်ဆာတစ်ခုဖြစ်ပါတယ်။ရင်သားကင်ဆာကိုစောစီးစွာတွေ့ရှိမယ်ဆိုရင်ကုသပြောက်ကင်းနိုင်မှုက90%ရှိပါတယ်နော်။ဒါကြောင့်ရင်သားကင်ဆာလက္ခဏာတွေကိုစောစီးစွာတွေ့ရှိနိုင်မှုကအလွန်အရေးကြီးပါတယ်ရှင်။ဒီနေ့ဗီဒီယိုလေးထဲမှာတော့ရင်သားကင်ဆာရဲ့လက္ခဏာတွေအကြောင်းကိုပြောပြပေးသွားပါမယ်နော်။နောက်တစ်ခုကတော့ရင်သားဒါမှမဟုတ်ရင်မနာခြင်းမှာရင်သားနာကျင်ခြင်းဟာရင်သားကင်ဆာနဲ့ဆက်စပ်မှုရှိနိုင်ပါတယ်။အချို့လူနာတွေမှာပြတ်ပြောင်းတဲ့ဓာတ်လိုက်မှုတစ်ခုလိုမျိုးကိုဘယ်ဘက်ကနေပြီးတော့ညာဘက်အထိဖြတ်သွားတယ်လို့မျိုးခံစားရနိုင်ပါတယ်။အသက်50အထက်အမျိုးသမီးတွေမှာနာကျင်မှုရှိလို့ရှိရင်ရင်သားကင်ဆာကိုစစ်ဆေးသင့်ပါတယ်နော်။ရင်သားကင်ဆာနာကျင်မှုလက္ခဏာတွေဟာသွေးဆုံးပြီးသူတွေမှာအဖြစ်နေတတ်ပါတယ်။သူဟာကင်ဆာဖြစ်နိုင်တဲ့အကြောင်းရင်းတွေကြောင့်လည်းဖြစ်နိုင်ပါတယ်နော်။နောက်တစ်ခုကရင်သားအကျိတ်ပါရင်သားကိုစက်ဝိုင်းပုံစံလှည့်ပြီးတော့စမ်းကြည့်မယ်ဆိုလို့ရှိရင်အကျိတ်ကိုမြင်ရနိုင်ပြီးတော့များသောအားဖြင့်တော့သူတို့ကနာကျင်မှုကိုဖြစ်စေခြင်းမရှိပါဘူးเนาะဒါကြောင့်ရင်ဘတ်ပိုင်းမှာတစ်ခါမှမမြင်ဘူးတဲ့အကျိတ်တစ်ခုရှိမယ်ဆိုရင်ရင်သားကင်ဆာဖြစ်နိုင်ခြေရှိတာကြောင့်ဆေးရုံကိုတန်းသွားပြီးစစ်ဆေးသင့်ပါတယ်เนาะနောက်တစ်ခုကဂျိုင်းအကျိတ်တွေပါဂျိုင်းအကျိတ်တွေတွေ့ရှိမယ်ဆိုရင်ဒါဟာရင်သားကင်ဆာပထမအဆင့်ဖြစ်နိုင်ပါတယ်အကျိတ်ဒါမှမဟုတ်နာကျင်မှုတွေဟာအကြောင်းရင်းမရှိပဲဖြစ်လာတယ်ဆိုရင်တော့ဆရာဝန်ကိုပြသနေပါပြီเนาะနောက်တစ်ခုကပုံသဏ္ဍာန်ပြောင်းခြင်းနှုတ်သီးကောင်းမှာအရေးကြခြင်းမှာအကျိတ်တွေဟာများသောအားဖြင့်နှုတ်သီးကောင်းရဲ့အောက်ပိုင်းမှာဖြစ်ပွားတတ်ပြီးတော့သူတို့ဟာနှုတ်သီးကောင်းရဲ့ပုံသဏ္ဍာန်ကိုပြောင်းလဲစေပါတယ်နှုတ်သီးကောင်းကတွက်တဲ့အရည်တွေဟာပုံမှန်မဟုတ်ရင်ဒါမှမဟုတ်သွေးအယောင်ဖြစ်နေလို့ရှိရင်ကင်ဆာဖြစ်နိုင်ခြေရှိတာကြောင့်အလွန်အန္တရာယ်ရှိတဲ့လက္ခဏာတစ်ခုပါနော်နောက်တစ်ခုကခါနာခြင်းပခုံးနာခြင်းမှာရင်သားကင်ဆာရှိတဲ့အမျိုးသမီးတွေဟာနောက်ကျောအပေါ်ပိုင်းဒါမှမဟုတ်ပခုံးတစ်ခုကြားအနောက်ပိုင်းနာကျင်မှုကိုခံစားရတတ်ပါတယ်သူတို့ဟာအကျိတ်ကနံရိုးနဲ့ကြောမကြီးရှိရာကိုပြန့်နှံ့နေလို့နောက်ကျောပိုင်းနာကျင်မှုကိုပို့ပြီးတော့ဖြစ်စေတာပါနော်နောက်တစ်ခုကရင်သားရောင်ရမ်းခြင်းနဲ့หนีခြင်းမှာရင်မနေနေရင်ရောင်ရမ်းနေရားရံပြီးကြမ်းတမ်းနေလို့ရှိရင်ရောင်ရမ်းနဲ့ရင်သားကင်ဆာရှိနိုင်ပါတယ်နော်ရင်သားရောင်ရမ်းမှုဟာအပြားတက်ခြင်းနဲ့လည်းတွဲဖက်နေပါတယ်အကျိတ်ဟာရင်သားတစ်ရှူကိုဖိပြီးတော့နာကျင်မှုကိုဖြစ်စေတတ်ပါတယ်။စောစည်းစာတည်ရှိဖို့ပြောပြပေးခဲ့တဲ့လက္ခဏာတွေရှိနေရင်ဆရာဝန်နဲ့ချက်ချင်းတက်ရောက်ပြသတင်ပါတယ်နော်။အသက်40ကျော်အမျိုးသမီးတွေဟာကျန်းမာရေးဌာနမှာအနည်းဆုံးတစ်နှစ်ကိုတစ်ကြိမ်ယောဂစစ်ဆေးမှုခံယူတင်ပါတယ်နော်။နောက်ပိုင်းလက္ခဏာတွေကတော့ရင်သားကင်ဆာတစ်ကိုယ်လုံးကိုပြန့်ပွားနေပြီးအခြားအင်္ဂါတွေကိုပါစတင်ရောက်ရှိနေပြီဆိုလို့ရှိရင်ဖြစ်လာတဲ့လက္ခဏာတွေကအယိုးနာတာစိတ်ရည်ဖုံးတာပြုတ်ခြင်းအစားစားခြင်းသိမ်းမရှိခြင်းနဲ့အသားဝါခြင်းတို့နဲ့ကိုယ်လေးချိန်ကြာခြင်းတို့ကိုဖြစ်စေပါတယ်နော်ဒီလက္ခဏာတွေအကုန်လုံးကတော့ရင်သားကင်ဆာမဟုတ်ပါဘူးရှင်ဒါပေမဲ့ဂရုစိုက်ဖို့လိုအပ်တဲ့လက္ခဏာတွေရှိရင်ဆရာဝန်နဲ့တက်နိုင်သမျှဆော့ဆော့ပြသင်ပါတယ်နော်တန်းစည်းစာယောဂရှာဖွေခြင်းကြောင့်တက်တန်းပိုရှည်ခြင်းပုံမကောင်းမွန်တဲ့ဘဝအရေးသွေးရရှိခြင်းနဲ့ယောဂကိုအမြင့်ပြတ်ကုသခြင်းအစရှိတဲ့အကျိုးကျေးဇူးတွေရရှိမှာပါလို့ပြောချင်ရင်းနဲ့ပဲဗီဒီယိုလေးကိုဆုံးသတ်လိုက်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နော်နောက်ဗီဒီယိုလေးမှာပြန်